အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ကမြန်မာစာရေးပြီးပုံထုတ်တဲ့နည်းလေးကိုမျှဝေသွားမှာဖြစ်ပါတယ်ဗျအဲ့ဒါကတော့တခြားမဟုတ်ပါဘူးအားလုံးသိပြီးသားဖြစ်တဲ့ ChatGPT software လေးပဲဖြစ်ပါတယ်ဗျဒါပေမဲ့အများစုကအင်္ဂလိပ်စာပဲရေးပြီးတော့ထုတ်ကြတယ်ဒီနေ့ကျွန်တော်တို့အင်္ဂလိပ်စာရေးစရာမလိုဘူးမြန်မာစာကိုအသေးစိတ်စနစ်တကျရေးပြီးထုတ်တာလေးကိုကျွန်တော်ကပြသွားမှာဖြစ်ပါတယ်ဗျ software လေးမရှိသေးဘူးဆိုရင်ကျွန်တော်တို့ Play Store ထဲမှာပဲခါတိုင်းလို download ပါခင်ဗျာကျွန်တော်ကတော့ down ပြီးသားဖြစ်လို့ထပ်ထောင်းဖို့မလိုတော့ဘူးပေါ့နော်။ဒါမှ ChatGPT ဆိုပြီးတော့ဒီ software လေးပဲဖြစ်ပါတယ်ဗျ။ကျွန်တော်လောက်ထားတာလေးတွေကိုကျွန်တော်ကပြောပြပေးသွားမှာဖြစ်ပါတယ်ဗျ။ ChatGPT software ထဲဝင်လိုက်ရင်ကျွန်တော်တို့အောက်ခြေမှာအပေါင်းလေးရှိပါတယ်ဗျ။အဲ့ဒီအပေါင်းလေးကိုနှိပ်လိုက်မယ်ဆိုရင်ဓာတ်ပုံများဆိုတာလေးပေါ်လာရင်ကျွန်တော်နှိပ်လိုက်ပါ။ပြီးရင်ကျွန်တော်တို့တွဲဆက်ခြင်းတဲ့ပုံကိုရွေးယူလို့ရတယ်ပေါ့နော်။ကျွန်တော်တို့၃ပုံတွဲခြင်းလဲ၃ပုံယူပါ၊၂ပုံတွဲခြင်းလဲ2ပုံယူပါကျွန်တော်ဖန်တီးဖို့ပေါ့ဗျာအဲ့2ပုံတွဲလိုက်ပြီဆိုရင်ကျွန်တော်ကအောက်မှာကျွန်တော်ရေးထားတဲ့စာအသေးစိတ်ကိုကျွန်တော်ပြပေးပါမယ်ဗျကျွန်တော်ကပုံ2ပုံယူလိုက်တယ်ကျွန်တော်တွဲမဲ့ပုံနဲ့ပေါ့နော်ယူပြီးတော့ကျွန်တော်ကစာကိုရေးထားတယ်အသေးစိတ်ပေါ့လေစာကိုကျွန်တော်ဖြစ်ချင်တဲ့ပုံစံကိုတေချာရေးထားတာဖြစ်ပါတယ်ဗျကျွန်တော်နည်းနည်းဖတ်ပြပေးမယ်နော်ဗုဒ္ဓရှိမှာတော့သင်္ကန်းကိုလည်းရွှေကလတ်နဲ့တင်ထားရမယ်လူထားတဲ့ပစ္စည်းတွေကိုရွှေအောင်ခုံပေါ်တင်ထားရမယ်ကျွန်တော်ကဒုထောက်ပြီးလက်အုပ်ချနေမယ်ဗုဒ္ဓဟောတဲ့တရားတွေကိုနားထောင်နေတဲ့ပုံစံဖြစ်ရမယ်ကျွန်တော်ကလည်းတည်ငြိမ်နေမယ်အဝတ်အစားကရှင်းမြန်မာတထေးတဲ့ပုံစံဝတ်စားပေးပါအဲ့လိုအစီအစဉ်တကြပေါ့လေအစီအစဉ်တကြရေးရတယ်ပေါ့လေအရင်ဦးဆုံးဗုဒ္ဓကိုရေးတယ်ဗုဒ္ဓကိုဖြစ်စေခြင်းတဲ့ပုံစံကိုကျွန်တော်ကရေးတယ်ရေးပြီးတော့ပြီးရင်ကျွန်တော်ပုံစံကိုဖြစ်စေခြင်းတဲ့ပုံစံကိုတတိချာချာရေးတယ်ပေါ့လေအဲ့ဒါပြီးတော့မှကျွန်တော်ကထုတ်ခိုင်းလိုက်တဲ့ခါကျတော့တောင်တော်လူကြီးမင်းတို့မြင်တဲ့ပုံစံအတိုင်းပဲပုံကတော်တော်လေးကိုတတ်တရရနဲ့ထွက်လာတာဗျဒီထဲမှာဆိုရင်အဝတ်အစားရောပတ်ဝန်းကျင်အနေထားရောတခြားစီပဲပေါ့နော်တခြားစီပဲကိုဖြစ်ချင်တဲ့ဟာဘယ်ဟာပဲတွက်ဆက်ပေါ့လေကိုဖြစ်ချင်တဲ့ပုံစံကိုကျွန်တော်တို့အသေးစိတ်တေးသေးချာချာရေးရမယ်ရေးတဲ့နေရာမှာကျွန်တော်တို့အစီအစဉ်တကြပေါ့လေအရင်ဦးဆုံးဘာကိုပြင်ဖြစ်ချင်တာလဲအရင်ဦးဆုံးဖြစ်ချင်တဲ့ဟာကိုတေချာရေးအယောင်မအစားအသေးစိတ်တေချာရေးနိုင်လေပိုကောင်းလေဗျပြီးရင်လူကိုလည်းအဲ့လိုပါပဲတေချာအသေးစိတ်ရေးရမှာပေါ့လေတေချာအသေးစိတ်ရေးပြီးတော့ကိုဖြစ်ချင်တဲ့ပုံစံအတိုင်းကိုတိတိကျကျလုပ်ပေးနိုင်အောင်ကျွန်တော်တို့ကအသေးစိတ်ရေးရုံပါပဲဗျအင်္ဂလိပ်စာကျွမ်းကျင်တဲ့လူတွေအတွက်ကကိစ္စမရှိပေမဲ့အင်္ဂလိပ်စာမကျွမ်းကျင်တဲ့လူတွေအတွက်မြန်မာစာလေးနဲ့ရေးပြီးထုတ်လို့ရတော့ပိုပြီးမိုက်တာပေါ့ဗျာအစာရေးတော့ပြင်းလို့မရဘူးဗျပြင်းရင်တော့ပြင်းတဲ့အတိုင်းပဲသူကလည်းခိုးသွားတာပေါ့လေကျွန်တော်တို့ဒီနေစားခိုင်းတဲ့လူနဲ့တူတယ်ဗျဒီ ChatGPT ကမဟုတ်ဘယ် AI ပဲဖြစ်ဖြစ်ပေါ့လေကျွန်တော်တို့ထုတ်ခိုင်းလို့ရတဲ့ AI နေဆိုလို့ရှိရင်ရေးတဲ့လူကကျွန်တော်တို့ခိုင်းမဲ့လူကပြင်းလို့မရဘူးဗျခိုင်းမဲ့လူပြင်းလိုက်တာနဲ့သူတို့ကခိုးချသွားတာဒီမှာဆိုရင်ကျွန်တော်ကဒီအယောင်နေဆိုရင်တလွဲစီဖြစ်သွားတယ်ပေါ့နော်ကျွန်တော်ဖယားရဲ့အဝတ်တော်မပြောင်းပါနဲ့လူရဲ့အဝတ်ကိုပြောင်းပါအဲ့ဒါဆိုတော့ကြတော့သူကသင်္ကန်းအယောင်ကြီးကအနီရောင်မဟုတ်ဘဲနဲ့ဒီအယောင်ကြီးဖြစ်သွားတယ်ပေါ့လေမဟုတ်ဘူးဘုရားရဲ့သင်္ကန်းအယောင်ကိုအဝါရောင်ပြောင်းပေးပါအဲ့လိုမျိုးကျွန်တော်ကနည်းနည်းကြီးချုပ်လိုက်တာပေါ့လေကြီးချုပ်ပြီးခိုင်းလိုက်တဲ့ခါကျတော့သူကပုံ1နဲ့ပုံ2ဘယ်ဟာကြိုက်တယ်လဲဆိုပြီးတော့သူကမေးလာတယ်မေးလာပြီးတော့မှကျွန်တော်တေချာပြန်ရေးရတယ်လူကိုအဝတ်ပြောင်းလိုက်ပါအဓိကပြောချင်တာကမြန်မာလိုရေးပါအသေးစိတ်ကြာကြာတေးသေးချာချာတတရရကောက်ကောက်မွန်မွန်ရေးမယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့ပုံကိုရလာမှာဖြစ်ပါတယ်ဗျဒါပေမဲ့သူကကန့်သတ်ချက်တော့ရှိတယ်ပေါ့လေပုံကလေကျွန်တော် free ဆိုတဲ့ကကြတော့ free လုံးဝ free ထုတ်တာဆိုတဲ့ကကြတော့အနည်းဆုံးကျွန်တော်က3ပုံထိပဲထုတ်လို့ရတယ်ဗျfree လောက်တာတွေကိုကန့်သတ်ထားတဲ့သဘောနေမှာပေါ့ဗျာဒီ software လေးကလူချင်းမင်းတို့အတွက်တော်တော်လေးကိုအသုံးဝင်သွားလိမ့်မယ်လို့မျှော်လင့်မိပါတယ်ဗျမြန်မာစာကိုတည်တည်ချာချာကောက်ကောက်မွန်မွန်တတရရရေးပြီးတော့ပုံလှလှလေးတွေထုတ်နိုင်ပါစေခင်ဗျ